ဒီနေ့ရပြီးထိုင်တန်းအောင်ပြီးနိုင်ငံခြားသွားနေကြပြီ။မျိုးကခုတီကိုအထက်ထားမပြီးနိုင်ဘူး။အဲ့လိုပြောခံနေရတဲ့ចောင်းသားတွေရှိကြတာ။ဒါဆိုရင်တော့အမီရှဲရဲ့ဂျီတီတန်းတွေကိုတတိယလိုက်တော့နော်။ဝါအချိန်လာပဲပေးုံနဲ့ high school diploma ရမယ်အပြင်အမီရှဲမှာ GED အတွက် promotion လေးတွေလည်းရှိပေးရမလို့ video လေးကိုစောင့်အောင်ကြည့်ပါကြပါနော်။အမီရှဲမှာ GED ဘာသာရပ်တွေကိုအခြေခံလို့စပြီးတော့ high school ရသည့်အထိသင်ကြားပေးမယ်အတွေ့အကြုံရှိတဲ့ဆရာဆရာမတွေနဲ့သင်နိုင်မှာပဲဖြစ်ပါရှင်။ batch တစ်ခုစီအလိုက်ဝိုင်းဆရာဆရာမတွေနဲ့ပဲသင်ကြားပေးပြီးတော့ group project တွေလည်းလုပ်ရမှာမလို့တကယ်ချင်းတွေနဲ့အတူ communication လည်းကောင်းပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့စာသင်ကြားနိုင်မှာပဲဖြစ်ပါရှင်။ပြီးတော့ admission မှာ GED အတန်းလေးတွေအတွက် promotion လေးတွေစီစဉ်ပေးထားသေးရနော်။သင်တန်းကာလ9လစာလုံးကိုမှသင်တန်းကြီးလေးက30ပဲကြာတင်မှာဖြစ်ပြီးတော့သင်တန်းကြီးလေးကိုအပြည့်ပေးသွင်းထားတဲ့ကျောင်းသားတိုင်းကို 5% discount ပေးအောင်မှာပဲဖြစ်ပါရှင်။ promotion လေးကဒီလောက်ကုန်ဒီပဲဖြစ်တာမလို့အများဆုံးလာကအနံဖို့တော့လိုအပ်ပါရှင်။ GED တက်ပြီးတော့စာမွေးကိုအချိန်မဆွဲနေတော့ဘဲနဲ့အမြန်ဆုံးဖြည့်ဆွနိုင်ဖို့စာရိုးပြန်လေ့ကျင့်တဲ့ကျောင်းသားရဲ့အတွက်လည်း admission မှာ GED အတန်းလေးတွေအပြင် GED intensive အတန်းလေးတွေပါဖွင့်လှစ်ထားပြီးပဲဖြစ်ပါရှင်။ GED အတန်းလေးနဲ့ပတ်သက်ပြီးစုံစမ်းကြည့်ရင်တော့ဒီဖုန်းနံပါတ်လေးကိုခေါ်ဆိုနိုင်တယ်လို့လူကိုယ်တိုင်လာရောက်စုံစမ်းလူတွေကလည်း 55A 106လမ်းတောင်မန္တလေးမြို့မှာတည်ရှိတဲ့ admission education center ကိုလာရောက်စုံစမ်းလို့ရပါရဲ့ရှင်။